အားလုံးပဲမင်္ဂလာပါခြေဒီနေ့ collocation လေးဆိုတဲ့အတွဲစကားလုံးတွေမှတ်တဲ့အခါမှာအတွဲလိုက်မှတ်တဲ့စကားစုလေးတွေကိုအနည်းငယ် share လုပ်ပြီးတော့ပါမယ်ဒီနေ့လုပ်ပြီးတော့မယ့် share collocation စီးတွေက have နဲ့ trade collocation ရဲ့ take နဲ့ trade collocation ရဲ့ pay နဲ့ trade collocation ရဲ့ဖြစ်ပါတယ် collocation ဆိုတာဘာလဲဆိုတော့ကျွန်တော်စဉ်းစားကြည့်မယ်နော် collocation ဆိုတာကစလုံးလေးကိုကျွန်တော်အတွဲလိုက်မှတ်တာပေါ့စလုံးလေးကိုအတွဲလိုက်မမှတ်ဘူးဆိုရင်တစ်လုံးချင်းစီမှတ်ရင်တကယ်သုံးမှဆိုမသုံးတတ်ဘူး speaking တွေ writing မှာထည့်မသုံးတတ်ဘူးစာရေးထားတဲ့အခါမှာလည်းစကားဘာသာပြန်တဲ့ခါကျရင်ကပြောင်းကပြန်နေပြန်တတ်တယ်ပေါ့နော် collocation တွေကကျွန်တော်အတွဲလိုက်သုံးတဲ့အခါမှာအတိတ်ပဲတမျိုးထွက်တဲ့စလုံးတွေရှိတယ်ခြေဒီနေ့ everyday English မှာအသုံးများတဲ့ have ရဲ့ take ရဲ့ pay ရဲ့ collocation တွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် have ရဲ့ collocation တွေကစကြည့်ကြမယ်နော် have an accident တစ်ခုဖြစ်ခဲ့တယ် have a chat စကားစမြည်ပြောတယ် have a break အနားယူတယ် have a nightmare အိမ်မက်ဆိုးတွေမှတ်ခဲ့တယ် have an experience ဆိုရင်အတွေ့အကြုံရှိခဲ့တယ် experience က verb လေးရှိတယ်ဒီမှာကျွန်တော် noun ကကျွန်တော် have နဲ့တွေ့ရပေါ့နော် have an experience ဆိုရင်အတွေ့အကြုံ have an experience for example have an anxiety experience have a frightening experience ဆိုတော့ねပေါ့နော်have a party ဆို party ဝဲတင်ပါတယ် have a look at something ဆိုတခုခုကိုကြည့်တယ် look at နဲ့တူတူပဲနော် have a look at something have difficulty ခက်ခဲရှိတယ် have difficulty မှာကြာ difficulty ဒီနေရာမှာ uncountable noun ဖြစ်သွားတယ်နော် have difficulty အနောက်က gerund လိုက်လေးရှိတယ် I have difficulty finding a job I have problems with something I have problems with I have a problem လေးရရနော် I have a problem with my maths I have a problem with my English grammarသုံးလို့ရတယ်เนาะဒါကကျတော့ have ရဲ့ collocation တွေပေါ့နောက်တစ်ခုကကျတော့ take ရဲ့ collocation တွေဖြစ်တယ်ဒါတွေကလည်းကျတော့ everyday English မှာအသုံးများတဲ့ collocation တွေနော်အဲ့တော့ပထမတစ်ခုကကျတော့ take a holiday take a holiday ဆိုတာကျတော့အလုပ်ကနေခဏအနားယူတာကိုခေါ်တာပေါ့ take a holiday အလုပ်ကနေခဏအနားယူတယ် take a break ဆိုရင်ကျတော့ have a break နဲ့တူတူပဲ take a trip ဆိုရင်ခရီးသွားတာအလုပ်ကိစ္စနဲ့ဖြစ်မယ်အလည်းခရီးဖြစ်မယ်ကျတော့ခရီးသွားတာပဲပေါ့နော်ဘယ်ကိုသွားလဲပြောချင်ရင် take a trip ရဲ့နောက်ကနေထူထည့်ပေးလို့ရတယ် take a trip to ပေါ့နော်နောက်တစ်ခုက take a risk ဆိုတာကစွန့်စားရပေါ့စွန့်စားမှုတွေကိုယူရပေါ့စီးပွားရေးလုပ်ရင်စွန့်စားမှုတွေကိုယူရတယ်ကျတော့တခုခုအောင်မြင်ခြင်းစွန့်စားမှုတွေယူရတယ်ပေါ့နော်အဲ့တော့ take a risk take a bus or take a train ဆိုဘာစကားစီးရရထားစီးတယ်ပေါ့နော်ကျွန်တော် take နဲ့သုံးလို့ရတယ်အခုက take advantage of something or someone ပေါ့ take advantage of မှာကျတော့အတိတ်ပဲနှမျိုးရှိတယ် positive အတိတ်ပဲနဲ့ negative အတိတ်ပဲနှမျိုးရှိရပေါ့ positive အတိတ်ပဲကကျတော့တခုခုကိုကောက်ကောက်အသုံးချလိုက်တာကိုယ့်အတွက်အကျိုးရှိအောင်လို့ပေါ့အခြေအနေတစ်ခုကိုပေးလာတဲ့အခွင့်အရေးတစ်ခုခုကိုလက်တွေ့ကောက်ကောက်အသုံးချနိုင်တာမျိုးခေါ်တော့ပေါ့နော် grab the opportunity နဲ့တူတာပေါ့ take advantage of somethingဒါပေမဲ့ take advantage of someone ဆိုရင်တော့ကျွန်တော်ကအသုံးချတာပေါ့ကိုယ့်ရဲ့လိုချင်တာတစ်ခုရဖို့ကိုယ့်အတွက်ကောင်းကျိုးအတွက်ကျွန်တော်တစ်စုံတစ်ယောက်ကိုအသုံးချလိုက်တာမျိုးပေါ့နော်အဲ့တော့ take advantage မှာဒီပဲနှမျိုးရှိတယ် take advantage of something နောက်တစ်ခုကကျတော့ take action ကကျတော့just do something right now instead of just talking or thinking ပေါ့နော်ပြောပြီးတွေးနေမယ်စာလက်တွေ့လုပ်ဆောင်လိုက် take action ဆိုတာလက်တွေ့လုပ်ဆောင်လိုက်ပေါ့နော်အဲ့တော့ဒီ take ရဲ့ collocation တွေကကြာကျွန်တော်နည်းနည်းလောက်လေးခက်တယ်ထင်လို့မတုံးတတ်မှာဆိုလို့ချက် example လေးနဲ့ကြည့်ပေးမယ်နော် take a holiday ဆိုရင် example ကြည့်မယ်နော် I'm going to take a holiday this weekend and visit the beach ဒီအပတ်မှာ holiday အလုပ်ကနေနာယူမယ်ပြီးတော့ beach ကိုသွားလိမ့်မယ် take a trip ကကြတော့တနေရာကိုသွားတာ he took a business trip to Bagan သူက Bagan အလုပ်ကိစ္စနဲ့သွားတယ် he took a business trip to Bagan ပေါ့နော် take a risk ကကြတော့စွန့်စားမှုတွေလုပ်တယ် take a risk ဆိုရင် she took a huge risk by investing all of her money she had to set up a new business I hope she's lucky ဒါနော်သူမမှာရှိတဲ့ပတ်စံအားလုံးကိုပုံပေါ်ပြီးတော့စီးပွားရေးတစ်ခုစလုပ်လိုက်တယ်ကဲကောင်းပါစေလို့မျှော်လင့်ပါတယ်နောက်တစ်ခုကကျတော့ take advantage of မှာကောင်းတဲ့အသုံးကကျတော့ you should take advantage of free classes at your school ဆိုရင်ကိုယ့်အကြောင်းမှာ free class တွေပေးရင်8 class တွေကိုမြင့်တက်တဲ့နဲ့ဒါမျိုးဆိုအဲ့အပြူ8အခွင့်အရေးကောင်းသုံးချတဲ့နေပေါ့နော်အဲ့တော့ take advantage of free classes ပေါ့နောက်တစ်ခုကကျတော့ကျွန်တော်ကတစ်စုံတစ်ယောက်ကိုအသုံးချတာဆိုရင် never take advantage of someone who help you or you will regret it later ကိုယ့်ကိုကူညီပေးတဲ့လူတွေကိုဘယ်တော့မှသူတို့ရဲ့ kindness တွေပေါ့နော်သူတို့ရဲ့ကျင်နာမှုတွေသူတို့ရဲ့ကိုယ့်ကိုကူညီခြင်းနဲ့စိတ်ရှိတာမျိုးတွေကိုအသုံးမချပါနဲ့ကိုယ့်ရဲ့ကောင်းကျိုးအတွက်ပေါ့နော်နောက်ပိုင်းကျရင်အောင်နာရလိမ့်မယ်ပေါ့နောက်တစ်ခုက take action
if you want to improve your English you should take action right now and practice every day ဒါတွေကခြေတော့က take collocation ရဲ့တွဲလုံးတွေဖြစ်ပါတယ်နောက်တစ်ခုကကျတော့ pay ရဲ့ collocation လေးလာမယ်နော်နောက်ထပ် collocation က pay နဲ့ပေါ့နော် pay ရဲ့ collocation တွေက pay attention to somebody or something တခုခုကိုအယုံဆက်ခိုင်းတာပေါ့နော်ချစ်ကျောင်းသားတွေကိုအမြဲပြောနေကြပါတော့ pay attention to me don't get distracted pay attention to me ဆိုရင်ငါ့ကို attention ထား pay attention to what I'm teaching right now ပေါ့နော်နောက်တစ်ခုကကျ pay a compliment pay a compliment ဆိုတာ pay somebody a compliment လည်းရတယ်နောက်က on လိုက်တယ်ပေါ့နော် on something ပေါ့ for example ဆိုရင် I always pay my students a compliment when they keep up their good work ဒါကြောင့်ဆိုတာချီးကျူးစကားပြောတာ pay a compliment pay somebody a compliment on something ဆိုရင် for နောက်ထပ် example တစ်ခုက I usually pay my mom a compliment on her cooking skills ဟင်းချက်တော်ရဲ့အတွက်အမေဟင်းချက်ကောင်းတဲ့ခါကျရင်သူ့ကိုဟင်းချက်ကောင်းတယ်လို့ချီးကျူးတာမျိုးပေါ့နော် pay a compliment ဆိုတာချီးကျူးစကားပြောတာပေါ့တခုခုကောင်းတာဖြစ်တဲ့အတွက်တခုခုတော်တာဖြစ်တဲ့အတွက်ပေါ့နော် pay a compliment pay respect to somebody ဆိုရင်ဆိုတာ pay respect ဆိုတာကျတော့အလေးထားမှုကိုပြရတယ်လေးစားမှုကိုပြရတယ်ပေါ့ and during the Danger Festival young people pay respect to their elders ဆိုရင်တရင်ကျပွဲတော်မှာဆိုရင်လူငယ်တွေကလူကြီးကိုကြောကြတယ်ဆိုရင်ဆိုတာကြောတဲ့နေရာမှာ worship တွေပါတယ်မသုံးမဲနဲ့ pay respects to their elders ဆိုတောင်းလို့ရတယ်ပေါ့နော်ဒါကကျတော့ pay ရဲ့ collocation စီဖြစ်ပါတယ်အဲ့တော့ရှင်ဒီနေ့ have ရဲ့ take ရဲ့ pay ရဲ့ collocation စီကိုပြောတော့ပါတယ်အဲ့တော့ရှင်ဒီနေ့ပြောတော့တဲ့ collocation စီကိုအလုပ်ချက်ပါချက်ပြီးတော့ကိုယ့်ရဲ့ own sentence စီတိစောက်ပါ writing speaking တွေမှာထည့်ပြောပါထည့်ရေးပါဒါဆိုရင်ကိုယ့်ရဲ့ English ကတိုးတက်လာလိမ့်မယ်ပေါ့နော်အဲ့တော့နောက်ဗီဒီယိုတွေမှာကျွန်တော်ပြန်တွေ့ကြမယ်နော် bye bye